အဖြစ်ဆိုးတွေမဖြစ်ခင်မှာမှတ်တမ်းတင်ထားခဲ့မိမှုများဒါတွေကတော့တကယ်ကိုစိုးတဲ့အလွဲလဲချော်ချော်ကိုမှတ်တမ်းတင်ထားမိတဲ့ဗီဒီယိုတွေပဲဖြစ်ပါတယ်။တယောက်ကတော့အမှန်ကန်ကြီးဘိုးလင်းပြစ်နေတာသိကြပါတယ်။နောက်တစ်ယောက်ကတော့ဖြက်စီးလာလုံးနေတဲ့ပုံပါပဲ။အလုံယုံကနေရာကျင်းတဲ့အခါမှာတော့ကိုယ့်ဘော်ကိုပြလာမယ့်ຢာတွေကအလုပ်တွေနေမှာဟုတ်ပါဘူး။ရိုလာကိုစာပေါ်မှာရွေးပြီးတော့ဖုန်းကိုပြုတ်ကြတာကပြောစရာကောင်းမဲ့အတွေ့အကြုံတော့မဟုတ်ပါဘူး။ဒါကတော့အင်ရှိကလမ်းလေးကိုညီညီညာညာလေးဖြစ်အောင်ခင်းကျင်းနေတဲ့ပုံပါပဲဒါပေမဲ့ဖြက်စီးလိုက်မဲ့ခွေးပေါက်ဆလေးတွေရှိနေတာကိုမေးသွားရင်လည်းတူပါတယ်မန်ချက်ကြီးကြီးတွေကိုတေချာခရူးမဆိုင်ပဲအလုံးလုံးနေတာကိုမြင်တိုင်းအဆုံးသတ်မလာဘူးဆိုတာကိုတော့တေချာတော့ပါတယ်လင်းစည်းနေတော့ဓာတ်ပုံရိုက်ချင်လေတေချာလေးကင်ထားတာပိုကောင်းပါတယ်မောရင်တော့လင်းပေါ်ကဆင်းတာနဲ့ဖုန်းတွေဝယ်နေရပါလိမ့်မယ်ရွှေပြောင်းပေးဖို့အလုပ်သမားတွေကိုငှားရတာကဈေးရန်ကြီးနေတာဆိုလို့တကယ်ကြီးနေပြောတာကိုယုံလိုက်တာပစ္စည်းလေးပါစုံသွားပါတယ်ပြောရမယ်ဆိုရင်သူကတကယ်ကိုပဲရေကူးကန်တွေကိုတိုင်ဝေထိုးလိုက်နိုင်ပါတယ်ဘယ်လိုပဲပြောပါလုပ်ငန်းစဉ်အောင်မြင်ပါတယ်ကိုယ့်ရဲ့လက်တော့ရေးပစ္စည်းတွေနဲ့အလုပ်ကိုစောက်တိုးမှုမျိုးဖြစ်စေခြင်းနဲ့အင်္ဂါကြောင်လေးကိုလည်းအားကိုးလိုက်လို့ရပါတယ်ပစ္စည်းလေးကားစီးနေတော့ပါပဲဒါပေမဲ့ရုတ်တရက်ကြီးဖြိုရဘူးနဲ့ကောက်ပေါ်လိုက်တဲ့လူတစ်ယောက်ကပေါ်လာပါတယ်ဒီလူကတော့တပတ်တွင်မိဖို့ကြောင့်ပြင်နည်းကို YouTube ကနေလေ့လာခဲ့ပါတယ်အခုတော့ရေပိုက်ပြင်နည်းကိုပါရှားပြီးလေ့လာရပါတော့မယ်ဆိုင်ဖို့3ခုနဲ့ကြောချုံလေးတွေရှိနေတာကိုမမြင်နိုင်တဲ့အထိဒီလူကအတော်ကိုအာရုံများနေတဲ့ပုံပဲဒီလိုနဲ့ခင်းထားတာကကွန်ကရစ်လမ်းပေါ်ပြန်မောင်းမိလိုက်ပါပြီအဲကောင်မိုးပေါ်ကနှင်းတွေကိုရှင်းဖို့နီလာပေါင်းဆောင်ရှိပါတယ်အဲ့ဒါကိုဒီလူကကိုအနာဆုံးဖြစ်မဲ့နီကိုယူလိုက်ပါတယ်ဒီလိုသမားတွေကတော့အိမ်ပြန်ချင်းနိုင်ဒီကိုပဲကြည့်နေလွန်းနေပုံမှာကောင်းပေါ်နိုင်ကြီးပြုတ်ကျလာတဲ့ကြည့်ကိုဖြစ်ကုန်ပါပြီဒီပါးလေးမှာတော့ဘီယာပလင်းတွေကိုရေခဲတွေနဲ့ပုံလေးတဲ့ထည့်ရတာကအလုပ်ရှုပ်တော့ဖြစ်မဲ့ပုံမှာဒါပေမဲ့မထင်မှန်ပဲရေခဲပုံးကလက်ကန်ကျိုးတဲ့အချိန်မှာတန်ရှင်းမှလောက်ရပါတော့မယ်ဒီရောက်ရဲ့တာဝန်ကဘဲတွေကိုအခန်းထဲမဟုတ်အောင်တားဖို့ဆိုရင်တော့သူလှုပ်လှုပ်နေတာမအောင်မြင်ပါဘူးလိုင်းလုံးတစ်ခုဝင်လာတာနဲ့အကောင်လုံးရဲ့ပျော်ပေးစားလေးကြီးစုံမျောပါတယ်ဒီနေ့တော့ပိုက်စာကိုကြပါတော့မယ်ဒီစစ်သားလေးကသူ့ရဲ့ရဲဘော်တွေဖို့လေကားချပေးလိုက်ပါတယ်ဒါပေမဲ့အပေါ်တက်လာအောင်လေကားချပေးရမယ်စာလေကားကြီးကိုချပေးလိုက်ပါတယ်အောက်ကရဲဘော်တွေကတော့အော်ဆဲနေလောက်ပါပြီဒီကောင်လေးကိုပြောထားတာကင်မရာကိုကြည့်ပြီးပြုံးနေဖို့ပါကင်မရာကိုဘောလုံးနဲ့ရိုက်ဖို့မဟုတ်ပါဘူးခလေးကနားလည်မှုလွဲသွားတဲ့ပုံပါပဲဝိုင်းသိန်းကန်းကိုတေချာလေးစောင့်မထားရင်တော့အခုလိုကြိုးရမယ်ဖြစ်လေကြုံလာရမှာပါအစားကတော့လမ်းဘေးမီးတန်လေးကိုပတ်ပြီးတော့ရွယ်ရွယ်ကြီးစောင့်နေရပါခဏကြာတော့လမ်းဘေးမီးတန်ကိုရောရတော့မယ်ဒီလူကဗီဒီယိုတစ်ချက်ထိုးဖို့အချိန်ကြာကြီးယူနေတော့တကယ်ကိုကျွမ်းကျင်စိတ်နဲ့ဒူနေတဲ့ပုံမှာဒါပေမဲ့လည်းတကယ်တမ်းမှာတော့ကိုမြင်ကိုထင်သမျှကိုယုံလို့မရပါဘူးကျူလုံးကိုကျင်းနေထည့်ရမယ်စားဗီဒီယိုကိုမှာပါကျင်းတူးပေးလိုက်ပါတယ်ဒီတယ်လီသမားကတော့အခန်းထဲကိုဘလူးထင်းနဲ့ပေါ်ပေါ်ဝင်ရမလဲတေချာသိနေပါတယ်သူ့ခွန်အားကိုမထိန်လိုက်နိုင်လို့ဖြစ်တော့ဖြစ်နိုင်ပါတယ်ကားပါကင်ဒူရာကခက်တော့ခက်ပါတယ်ဒါပေမဲ့တေချာလေးကျက်လိုက်တာနဲ့အခုလိုမျိုးကျွမ်းကျင်သွားနိုင်ပါတယ်တန်ဖိုးပေါက်တာကိုသုံးဖို့နီးလဲမမယ်ရှိပြီးသားပါအဲ့ဒီလိုပဲအခုလိုမျိုးတွဲလဲနီးလန်းကလည်းရှိနေပါတယ်အထက်ကဟင်းကိုမစားလိုက်ရတော့ဘူးပေါ့ live ရင်သူညစာကိုကြွားလိုက်တာကဘာမြေဆွေးအားအကြောင်းကိုတေချာသိလိုက်ရပါတယ်အရင်ကြီးမစောင်းလိုက်ရင်ညစာကောင်းကောင်းစားရတော့မှာပါအပေါ်တဲ့တငယ်ချင်းကအခုချင်းချင်းလာခဲ့မယ်ဆိုတော့ဒီလိုမျိုးလီလန်းလေးလည်းဖြစ်နိုင်ပါတယ်အင်ဂျင်ကူးဖို့လမ်းသိကြပါပြီတချို့ကတော့လိမ်မော်သီးတဲ့လက်ကဆုံးရှုံးသွားရတယ်လို့ထင်ကြမှာပါဒါပေမဲ့တောင်ကုန်းအောက်ကလူတွေကလိမ်မော်သီးမိုးရွာနေတယ်ထင်နေပလားမပြောတတ်ပါဘူးလူကောင်ကြီးကြီးနဲ့ဘတ်စကတ်ဘောကစားသမားတွေခုံပြီးဘောလုံးသွင်းရင်နောက်ခံမှန်တွေပါကွဲပါတယ်ဒီကောင်လေးခုံသွင်းရင်တော့စပိန်ကျိုးပါတယ်ပိုထူးဆန်းတာကရှီဘင်းကစပိန်ဘေလုံးကြီးဖြစ်နေပြီးတော့နောက်ဘင်းကစံကယ်ဘင်းကြီးဖြစ်နေတာပါခွေးတွေကလူတွေအတွက်အခြေစောတငယ်ချင်းလေးတွေဖြစ်နိုင်ပေမဲ့ညံကောင်းဆုံးကောင်လေးတွေကတော့ဖြစ်လာမှာမဟုတ်ပါဘူးအခုခွေးလေးတွေကတော့စော်ရင်လမ်းမီတိုင်လေးကိုလဲလိုက်ပါပြီဒါကကားစီးရဲ့ရှေ့ကင်မရာကနေမှတ်တမ်းတင်ထားလို့တော့ယုံရပါတယ်မဟုတ်ရင်တကယ်ကြောက်စရာကောင်းတဲ့ဇကားတကားနေတော့တူပါတယ်စက်တွေကြောင့်ကိုလိုပြုတ်မှာကိုအရန်စိုးရင်နေဒါလေးကိုတစ်ချက်ကြည့်ပြီးစိတ်ဖြေလို့ရပါတယ်ရေခဲခွဲဖို့နီးလဲပေါင်းဆုံးရှိပါတယ်ဒါပေမဲ့ဒီလူကတော့တစ်တုံးကြီးနဲ့ရေခဲပြစ်ကိုထူးခြားဖို့နီးကိုမှစဉ်းစားမိပါတယ်တကယ်လုံးကရေခဲတွေအကုန်ပြိုကျရင်တော့လှပါပြီဒီလူကအိမ်နီးနားချင်းကောင်းတော့မဟုတ်ပါဘူးကြည့်ရတာဘေးကိုတော်တော်မြင်ခဲ့နေတဲ့ပုံပါပဲတစ်ဖက်ကကောင်မလေးကတော့အိမ်ထဲပြန်ရအောင်ဖျားလောက်ပါပြီကားခမိုးဘောကမှတ်ကနေသားလေးတို့လင်းကြီးခံရင်ဖွင့်ဖို့ပါနင်းနေပြီနေတော့ဖွင့်ရင်တော့အေးခန်းနဲ့ရောက်တယ်လို့နင်းပြင်းနဲ့ကောင်းမောင်းရပါလိမ့်မယ်ဒီပစ္စည်းတဲ့ကားပေါက်စားလေးတွေလုံးသမျှကပစ္စည်းတွေမှောက်ဖို့နဲ့တူပါတယ်အမြဲတမ်းပေါက်နေတာကိုပဲမြင်နေကြပါတယ်တိတိတတ်တာမနိုင်ဝင်ထမ်းနေဖို့ဆိုတာသိတာပါတယ်အညာပြီးပြေးရကောင်းပါတယ်အခုလိုမျိုးကြီးကတော့ဆင်းမပြေပါဘူးရုံကန်နဲ့မှန်တဲ့လဲရတော့ဘလို့ပါအောင်မင်းကြာရှုံးနေဆိုတော့ဗာလဲဆိုတော့ဒီနင်းရှော့စီတဘာကဒေချာပြသပေးနေပါတယ်
ရန်ကားပေါင်းစားလေးကိုဆန်လို့လိုက်ပေမဲ့အရေးကြီးတာကိုမေ့နေခဲ့ပါတယ်ဂီယာဖြုတ်ထားဖို့မေ့နေတဲ့ပုံမှာအခုတော့ကားလေးကအဝေးကိုပြေးပါပြီအဲ့နောက်မှာတော့အင်ဂျင်ချင်းအိမ်ကအပေါ်ကြီးဖြစ်သွားပါတယ်မှန်ကျတဲ့ဇပွဲကိုစောင်းပြီးတော့ရွှေဘိုချန်စီကတိုယိုတာရဲ့ညံကောင်းမှုနဲ့စဉ်းစားလို့တော့မရနိုင်ပါဘူးရွှေချထားတဲ့လည်းကောင်းလေးပါဒီအုတ်ချက်အဝိုင်းကြီးကလှပင်းလှပြီးတော့တကယ်သုံးဝင်ပါဘူးအခုတော့ပိုသေးရတာလွယ်သွားပါပြီအနေကင်မရာကချစ်စရာကောင်းတဲ့ဗီဒီယိုလေးကိုပဲပြသပေးနေကြပါအခုဗီဒီယိုမှာတော့ဒီလူရဲ့ကိုကာကိုလာဘူးကြောင့်ပဲအကုန်ကောင်းကောင်းလေးဖြစ်ကုန်ရပါပြီဒီတကားတွေကခိုင်နေလို့ထင်ခဲ့တာပါအခုတော့စပိန်နဲ့တက်လိုက်ရုံနဲ့ဒီမဲ့အကုန်ပြုတ်ထွက်နေပါပြီဒီလူကတော့ဂျင်ကစားဖို့ရေကန်နဲ့တီတကူတကသွားပြီရေခဲအေးလေးတွေလောက်ထားလိုက်ပါတယ်ကံမကောင်းကျင်တော့အောက်ကရေခဲပြေကအလေးချိန်မခံနိုင်ခဲ့ပါဘူးဒီသတင်းတင်ဆက်သူတော့ငပြောတိပူပေါင်းချင်းနဲ့လူတယောက်နဲ့စုံလိုက်ရပါတယ်ဒါပေမဲ့တာမန်တိုင်းဖြစ်မသွားပဲငပြောတိချင်းနဲ့လူကသူ့ဘေးကနေစက်တန်နောက်ရှက်နေတာကြောင့်ရန်ဒီဝါဖြစ်ကုန်ပါတယ်ကိမို့ရုံနဲ့ကောင်းကမခိုင်တာအစကတည်းကတီးပါတယ်ဒါပေမဲ့ပိုတတိထားလိုက်မယ်ဆိုရင်အခုလိုကြေကွဲစရာတွေဖြစ်တော့မှာမဟုတ်ပါဘူးအချင်းနဲ့စင်မှာတရားတာမရှိပါဘူးကိုချစ်သူလေးကိုစားလိုက်ရုံနဲ့လေဘာမှတော့မဖြစ်လာပါဘူးခက်တာကဒီချင်းမှာမေဖို့ကြလို့ကိုလိုရှို့ပွားကုန်ပါတယ် surprise ဆိုတာကအသေးစားလေးနဲ့လေလာတတ်ပါတယ် surprise ကမြောက်ခွက်ကိုခရင်းနဲ့ကိုမှန်ကုန်တာမျိုးတော့မဖြစ်သေးဘူးထင်ပါတယ်ဒီစထရီမာကတော့ Dial Live ထုတ်လွှင့်နေတော့မှပဲတငယ်ချင်းတွေစားလောက်တာကိုခံလိုက်ရပါတယ်အစားကတော့ရည်နေပြီမဲ့အဆုံးသတ်မှာတော့အကြမ်းမလှပါဘူးရမိတာဘောကတကယ်လာပြီးထင်ကြီးဖို့ကောင်းပါတယ်ဒါပေမဲ့ plastic ခွက်တွေစားတကယ်ခွက်လေးတွေနဲ့ဆိုရင်ပိုးအဆင်ပြေမယ်ထင်ပါတယ် highway လမ်းမကြီးပေါ်မှာကားမောင်းနေဘယ်တော့မှတစ်လုံးကားရင်တော့ကိုမနေတင်ပါဘူးကားနေပိုင်းရှင်ကားတော့မျက်စိလေးလို့တော့ပါပဲမကြော်ဘူးဆိုတဲ့ကျန်းကင်းကအလုပ်တော့လုပ်ပါတယ်ဒါပေမဲ့အဲ့ဒီကျန်းကင်းကပြောင်းပြန်အလုပ်လုပ်နေပါတယ်စေပင်ညက်ပြီး dryer လေးနဲ့လင်းမှုတ်ပြီးတော့စေပင်ပုံပေါ်ကြတာပုံမှန်ပါပဲအခုတော့တဘာဝတရားကြီးကဝင်ပြီးတော့ကူညီပေးလိုက်ပါတယ်တခါတည်းစေပင်တပြီးသားဖြစ်သွားပါလိမ့်မယ်အခုလိုမျိုးတနာတရားမျက်နှာလေးနဲ့ကြောင်လေးကိုပိုတတိထားတင်ပါတယ်အခုတော့ဘာမှမသိလိုက်ပဲနဲ့ကြောင်လေးကိုသွားထားကြတာလူပဲခံလိုက်ရပါတယ်ကြောင်လေးကပိုလင်းနေတာတော့အမှန်ပါပဲရုံကနေကြွက်ဖြတ်ပြီးတာနဲ့ဒီလောက်ကြောက်လန့်သွားတာကိုရုံရခက်ခါပါဒီကုံတဲ့ကားလေးကအလုပ်ပင်ပန်းနေပြီနဲ့ကြိုပါတယ်အဲ့ဒါကြောင့်ပဲကိုမရင်ခင်မှာခိုးပြီးတော့ထွက်ပြေးဖို့ကြံနေပါတယ်ဒီရသားလေးကတော့အလန်းလွင်လာနည်းနည်းလေးတော့လွဲသွားပါတယ်ဒါပေမဲ့လွယ်လွယ်လေးလည်းကောင်းပါတယ်ဒီကောင်လေးကတော့အောင်မီမီကြာရှုံးနီးကိုပြားသားတော့မှဖြစ်ပါတယ်ခုံလိုက်နိုင်တဲ့ပြင်ဘားတန်းကိုပါချိုးဖြတ်ပေးလိုက်ပါတယ်နေစားနေတဲ့ငါးထားရဲဆိုရင်နောက်ထပ်အလုပ်တစ်ခုတော့ပါကျူပြင်ထားတင်ပါတယ်အဲ့ဒါကြောင့်ပဲဒီလူကတော့နောက်ထပ်ပြင်းစရာတစ်ခုကိုပါဖန်တီးပေးလိုက်ပါတယ်ပင်မမလှလို့ပြီးတာနဲ့ရေကန်လေးထဲမှာအေးစစ်စစ်အနားယူလိုက်တာကတကယ်ကိုကောင်းပါတယ်ဒီလူကတော့အဲ့ဒီအကြံကိုတကယ်သဘောကျခဲ့တဲ့ပုံပါပဲအလုပ်ကပြန်မရောက်ခင်ကတည်းကရေဝင်ကိုဖို့ကြံနေပါတယ်2019ဝေဗီတက်တန်းနဲ့နှစ်ယောက်ပြန်ပွဲမှာတော့အလုပ်သမားတွေကရေပြန်ပိုက်ကိုပေးဖို့မေးသွားခဲ့ပါတယ်ပိုက်ကိုပေးလိုက်ပြီးထင်းနေတော့မှပဲပူတောင်ဆိုးလာပါတယ်ငကြီးမပိုတွေကအကောင်းဆုံးအိမ်မက်တလေးဆန်တော့မဟုတ်ပါဘူးငငယ်ကလေးကခုံတွေကိုစောင်းပြီးတော့မထိုင်ဖို့ဇရာမိဘတွေကပြောကြမှာပါတကယ်တော့အဲ့ဒါကကိုယ့်တက်တွေမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ကွန်ပျူတာအသေးလေးတော့ပါဖြစ်နေပါတယ်နေရာမှာကတ်ထားတဲ့ဒီဗီဒီယိုကြည့်လိုက်ပါဦးဈေးချိုချိုနဲ့ discount ချထားတာအကြောင်းရင်းရှိပါလိမ့်မယ်ဈေးကြီးတဲ့ဂျာတုံးစပွဲတွေကိုရွှေဘိုးကကျွမ်းကျင်သူတွေလိုပါတယ်မောင်းရင်တော့အသေးလေးလိုနှစ်ချမ်းကွဲဖြစ်သွားပါလိမ့်မယ်